မိခင်မြတ်တာဆိုတာဘဝတွေချသွားရင်တော့ပျောက်ပြတ်မသွားတတ်ဘူးတဲ့။သားသမီးဒုက္ခရောက်နေချိန်မှာတမလွန်ကနေတောင်ပြန်လာပြီးဆောက်ရှောက်ပေးခဲ့တဲ့အမေ။ဒါကတော့မျက်ရည်လဲစရာကောင်းပြီးကြည်နူးစရာလဲကောင်းတဲ့သားမီးနှစ်ယောက်ရဲ့စမ်းကြဲတဲ့ဇလန်းလေးပါပဲပြည့်သက်ကြီးရေ။ဇလန်းလေးမစခင် channel လေးကို like and subscribe နှိပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။ဖေဒီနေ့တော့ဈေးဝယ်သူလေးတယောက်လောက်ပို့ပေးပါအောင်ဗျာ။နှစ်ရက်ရှိပြီအထက်တစ်ထဲမှမရောက်ရသေးဘူး။ကိုမင်းရေအရင်ကဆိုမနက်ခင်းဆိုင်ဖွင့်တာနဲ့ခြေချစရာမရှိအောင်စီကားခဲ့တာအခုကျတော့လူတွေပျောက်ချက်တာကောင်းနေကြတယ်နော်ငါလည်းနားအောင်မလဲနိုင်တော့ပါဘူးနိုင်လင်းရဆိုင်ရဒီဆိုင်ပဲအထက်တွေလည်းဒါပဲဈေးနှုန်းလည်းရှော့ပေးထားရတာနဲ့ဘယ်သူမှရောက်မလာကြဘူးဟိုဘက်ဆိုင်ကိုကျော်ကတော့မျိုးကနေဒီဇိုင်းသစ်တွေတင်ထားတယ်တဲ့ပြီးတော့ရှော့ဈေးတွေလည်းပေးနေတော့လူတွေကဟိုဘက်ပဲရောက်ကုန်ကြတာနေမှာဗျအော်ဒါကြောင့်ကိုညဘက်ရောက်တော့ကိုမင်းတယောက်သူ့အိမ်ခန်းချင်းလေးထဲမှာတယောက်တည်းထိုင်နေရှာတယ်။အခန်းထဲမှာတိတ်ဆိတ်နေပြီးဒေါင်းနားမှာမီးအောင်မမိန်လေးပဲလင်းနေတယ်။ကိုမင်းဟာနေရာမှာချိတ်ထားတဲ့သူ့မေရဲ့ပုံတူဓပုတ်ဟောင်းလေးစီကိုရှောက်သွားလိုက်တယ်။ဓပုတ်ဘေးမှာတော့ဖုန်တွေတက်နေတဲ့ဆက်ချုပ်ဆက်အိုလေးတစ်လုံးရှိနေခဲ့ပါတယ်။အမေရေကြည့်ပါဦး။ဒါတော့လက်မြောက်ရတော့မယ်ထင်တယ်။ဆိုင်မှာဘယ်သူမှလာမွယ်ကြတော့ဘူး။အမေဒီဆက်ကလေးနဲ့အင်ကြီးလက်လာလေးတွေချုပ်ပေးတော့တာပြောဘူးတာမှတ်မိသေးလား။တားကြီးလိုက်ဆိုင်ကြီးဖွင့်ပြီးအမေချုပ်တဲ့အင်ကြီးတွေတင်ရောက်မယ်ဆိုတာလေခုတော့တားဆိုင်ဖွင့်နိုင်ပေမဲ့အမေချုပ်ပေးတဲ့အင်ကြီးတွေကိုမတင်နိုင်တော့ပါလားအမေရဲ့ကိုမင်းဟာဆက်ချုပ်ဆက်ပေါ်ကဖုန်းတွေကိုတုတ်ပေးရင်ဝမ်းနဲ့စိတ်နဲ့အိပ်ရဝင်ခဲ့တယ်မနက်မိုးလင်းတော့ဟင်မနက်စောစောစီစီဘသူပါလိမ့်တကားဖွင့်လိုက်တော့အခါတကားဝမှာခေါင်းမင်းချုံထားတဲ့အမျိုးသမီးကြီးတယောက်ရက်နေပါတယ်တားရီဒီအိမ်မှာအိမ်ကူလို့လဲဆိုလို့ဒေါ်ကြီးရောက်လာတာပါဟမ်မလို့ပါဘူးတော့ကျွန်တော်မခေါ်ထားပါဘူးဗျတခုခုတော့ခိုင်းစရာရှိမှာပါသားရဲ့အတော်ကြီးအကုန်လုံးလုပ်ပေးနိုင်ပါတယ်ထမင်းတစ်နက်လောက်ကျွေးရင်ကိုကျဉ်တ်ပါပြီကောင်းပြီလေဒါဆိုလဲအိမ်ထဲဝင်ပြီးထမင်းဟင်းချက်ပြုတ်ပေးပေါ့အိမ်ကမိမနဲ့ကလေးတွေကအမေတို့အိမ်ပြန်သွားကြတော့လောလောဆယ်ကျွန်တော်တယောက်တည်းရှိတာအတော်ကြီးတော်များဟာအိမ်လုပ်တွေစလုပ်ပါတော့တယ်သူမချက်တဲ့ထမင်းဟင်းကိုမင်းစားလိုက်ရတဲ့ခါမှာတော့ဟာစားလို့ကောင်းလိုက်တာအမေချက်ကျွေးနေကြလက်ရအတိုင်းပါလားအတော်ကြီးကိုတားရဲ့အမေအရင်လိုပဲသဘောထားပါတားရဲ့ဟုတ်ကဲ့ပါတော့ကဲကျွန်တော်ဆိုင်သွားလိုက်အောင်မယ်အိမ်လုတ်တွေကြီးလုတ်ထားလိုက်နော်ကိုမင်းထွက်သွားတာနဲ့ဒေါ်မြဟာကိုမင်းအမေရဲ့အခန်းထဲဝင်ဆက်ချုပ်ဆက်ကိုတန်ရှင်းလုပ်ပြီးအဝတ်တွေစတင်ချုပ်လုပ်ပါတော့တယ်တနေ့ကအလုံးလုပ်ပြီးညနေဆောင်လို့ကိုမင်းပြောင်းလာတဲ့ခါမှာတော့ဒီနေ့လဲဆိုင်မှာလူမလာဘူးဆိုင်မေးလိုက်ရရင်ကောင်းမလားပဲစကားပြောရင်အမေအခန်းဘက်ကိုလှမ်းကြည့်လိုက်မိသည်ဟင်အခန်းကဟနေပါလားမီးကလည်းလင်းနေသေးတယ်ငါမီးပိတ်ခဲ့ပါတယ်ကိုမင်းအခန်းထဲဝင်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩမြင်သက်သွားတယ်ဆက်ချုပ်ဆက်ဘေးမှာအရန်ကိုလှပခမ်းထားတဲ့ဒီဇိုင်းဆန်းဝတ်စုံကြီးတစ်ခုကိုတွေ့လိုက်ရလို့ပါပဲဟာသိလှတာပဲလက်ရလည်းတစ်သက်လိုက်တာဒီဝတ်စုံကဘယ်ရောက်လာရလဲအတော်ကြီးချုပ်ထားတာပါသားဗျာအတော်ကြီးချုပ်တာဟုတ်လားဒါပေမဲ့ပိတ်စတွေနဲ့ပစ္စည်းတွေကဘယ်ရတာလဲအိမ်ရှင်တော့ကကိုတောင်ထဲမှာပိတ်စအပိုင်းစာလေးတွေတွေ့လို့အဲ့ဒါလေးတွေဆက်ပြီးထုတ်လိုက်တာပါဟာမယုံနိုင်စရာပဲအဝတ်စုပ်တွေနဲ့ဒီလောက်လှတဲ့ဝတ်စုံဖြစ်အောင်ချုပ်နိုင်တယ်ပေါ့ဒါဆိုရင်ကျွန်တော်ဆိုင်ရနေပိတ်စအသစ်တွေယူလာပေးမယ်အတော်ကြီးချုပ်ပေးနိုင်မလားရတာပေါ့သားရဲ့ယူလာပေးလေအတော်ကြီးဒီထက်လှတာတွေချုပ်ပေးမယ်ဟုတ်ကဲ့နေ့ပြန်ကြရင်ဒီဝတ်စုံဆိုင်ရှိမှချစ်ပြီးပြထားလိုက်မယ်ကိုမင်းဟာဝတ်စုံကိုဆိုင်ရှိမှချိတ်လိုက်တာနဲ့ဆိုင်ရှိမှလူအုပ်ကြီးစီကားလာပါတော့တယ်အမလီလှလိုက်တဲ့ဝတ်စုံဒီလိုမျိုးတစ်ခါမှမမြင်ဘူးလက်ရလဲတိတ်တက်ချက်နော်ကဲညီမတို့ဘလို့လဲသဘောကျရဲ့လားအရန်လှတယ်ဒါပေမဲ့ဈေးကြီးမှာပဲနော်မကြီးပါဘူး3000လဲပါဟဲတန်လိုက်တာအခုပဲယူမယ်ရှင်ကိုမင်းတယောက်ပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ပြန်လာတော့နောက်ထပ်ခေါင်းဝန်းရှည်ကြီးတစ်ထည်ချုပ်ပြီးသားတွေ့ရပြန်တယ်ဒေါ်မြရဲ့လက်ရတွေဟာတနေ့ထက်တနေ့ပိုကောင်းလာပြီးကိုမင်းရဲ့ဆိုင်ဟာလည်းတစ်ချိန်ထိုးနာမည်ကြီးလာပါတော့တယ်ကိုမင်းရေဒါတကယ်အံ့ဖွယ်ပါပဲဗျာလွန်ခဲ့တဲ့တစ်ပတ်ကရင်ကောင်းတော့မလာတဲ့ဆိုင်ကအခုလူတိုးမပေါအောင်စီကားနေပြီဒါအိမ်မှာရှိတဲ့အတော်ကြီးရဲ့ကျေးဇူးတွေပေါ့ကွာအိမ်လုံးလဲလုံးထမင်းလဲချက်ပြီးတော့ဒီလောက်လှတဲ့အဝတ်တွေပါနေတိုင်းချုပ်ပေးနေတာတနေ့မှာတော့ကိုမင်းဟာဆိုင်ရောင်းကောင်းလို့မုတ်တွေဝယ်ပြီးပျော်ပျော်ရွှင်ရွှင်အိမ်ပြန်လာခဲ့တယ်ဒေါ်ကြီးဒီမှာမုတ်တွေဝယ်လာတယ်ဒီနေ့ဆိုင်မှာရောင်းကောင်းလိုက်တာဗျာကိုမင်းခေါ်နေပေမဲ့ထူးတယ်မကြားရပါဘူးအခန်းထဲမှာတော့ချုပ်ပြီးသားအင်ကြီးတစ်ထည်နဲ့စာတစောင်ကိုပဲတွေ့လိုက်ရတယ်။တားကိုမင်းကြီးအမေသွားတော့မယ်။တားဒုက္ခရောက်နေချိန်မှာ
အမေကဒီတိုင်းကြည့်မနေနိုင်လို့လာကူညီပေးခဲ့တာပါမိခင်ဆိုတာသားသမီးဒုက္ခရောက်နေရင်ဘဝချားနေပါစေငြိမ်မနေနိုင်ဘူးလေအခုအမေသွားပြီနော်မပူပါနဲ့အမေမရှိတော့ပေမဲ့ဒီဆက်ချုပ်ဆက်လေးကအမေရှိတော့လို့ပဲတားအတွက်အဝတ်စားတွေဆက်ချုပ်ပေးနေပါလိမ့်မယ်အမေမြတ်တာတွေသားစီမှာအမြဲရှိနေမှာပါအမေလားဒါဆိုကျွန်တော်နာမှာရှိနေကြတာအမေပေါ့နော်ကိုမေမြေကြီးပေါ်ဒူးထောက်ကြကငိုကြွေးလိုက်သည်အမေရဲ့တာနာမှာအမေရှိရတော့တာမမိခဲ့ပါလားကိုမေဟာဝမ်းနေနေပေမဲ့တစ်ဖက်မှာလည်းကြည်နူးနေမိတယ်အမေချုပ်ပေးခဲ့တဲ့နောက်ဆုံးအင်ကြီးလေးကိုရင်ခွင်မှာပိုက်ထားလိုက်တယ်နောက်ရက်မှာတော့အဲ့ဒီဆက်ချုပ်ဆက်ကိုစိုက်မှာယူထားလိုက်ပြီးအဲ့ဒီဆက်ကလေးကနေစမ်းကြဲလှပတဲ့အဝတ်စားတွေဆက်လက်ထွက်ပေါ်လာကကိုမင်းတို့ဆိုင်လေးလည်းထာဝရအောင်မြင်သွားပါတော့တယ်အချိန်ပေးပြီးကြည့်ရှုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးကြီးစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါရစေရှင်ပရိသတ်တွေအားလုံးလည်းကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်